ကျွန်တော်နာမည်စော်မဲခိုင်ပါနေတာတိုက်ကြီးဂျိုးပြီကန်ကျွန်တော်ဒီလောက်ကိုလောက်တာ18နှစ်သားရွယ်လောက်ကလောက်ပါတယ်အခုတက်က23နှစ်ပါစစ်သူမရှိဘူးစစ်သူတော့မရှိဘူးကြီးစားတော့ကျွန်တော်မရဘူးဗျဝါသနာလည်းမပါဘူးဒါပွင့်ဝင်လင်းလင်းပြောပြဝါသနာမပါဘူးတော့ကျွန်တော်လုပ်တဲ့လုပ်ငန်းတစ်ခုနဲ့ကျွန်တော်ဘလို့မှမအပ်ဆက်တဲ့အတွက်ကျွန်တော်ဘလို့မှလိုက်လို့မရဘူးအေးကျွန်တော်ပမာတကယ်ကျင်နာထားတဲ့မရပြီလင်းပြီပေါင်းမဲ့တို့ရင်တော့ကျွန်တော်ထားလို့ရပါတယ်အဲ့ဒါတခုတော့ကျွန်တော်တောင်းဆိုပါဒီလိုကတင်စရာတော့ရှိတယ်ဆရာတင်စရာရှိပါဆရာဟိုတင်စရာရှိပြီနဲ့ဒါမှကျွန်တော်ကဘယ်လိုလဲဆိုတော့ဝါသနာလည်းမတရားကြီးလုံးနေငယ်တော့ကလို့ရင်ဗျာကျွန်တော်အဖေပစိုးရီတောင်ကကျွန်တော်ကဖျဲပြီးတော့ပြီးုံကားကြီးလုပ်တယ်အဲ့လိုတွေရှိတယ်ရဟတ်ပါညာလှည့်တာတူတာအဲ့ဒါကြတော့လေလူများလှုပ်တာကြည့်တာဟိုကင်တာကြည့်ပြီးတော့လှုပ်တယ်ကျွန်တော်မိုးဒီမိုင်းကိုစင်ဦးစီးလုပ်တယ်ကျွန်တော်စင်ဦးစီးကို73နှစ်12နှစ်သားတွေကလွန်များတော့ပဲချိန်လိုက်ပြီးတော့73နှစ်သားမှကျွန်တော်စင်ပေါ်တက်ပါတယ်မိုးဒီမိုင်းကိုလုပ်ပါတယ်နေပိုင်းကိုကျွန်တော်ဒီမှာလာလုပ်ပါတယ်ဘာဖြစ်လို့တော့မျိုးလုံးအင်အားလူအင်အားနည်းပါတယ်အဲ့တော့ကျွန်တော်မြို့မှာမျိုးလုံးအစာကျွေးနေလာကျေးဇူးလူများလှည့်တဲ့လက်ဟပ်ကိုကျွန်တော်လှည့်လိုက်တယ်။ရှင်ထဲမှာဟာထွက်သွားဘလို့မှမခံစားနိုင်အဲ့လိုမျိုးဖြစ်တယ်။အဲ့ဒါတခုတော့ရှိတယ်။လူအိမ်ဦးရဲ့ကျွန်တော်ရှစ်အိမ်ရှိတယ်။ရဟက်ရှစ်အိမ်ရှိတာကိုတိုးအိမ်နဲ့ကျွန်တော်တင်လို့မရဘူး။အဲ့ဒီအရမ်းများလုံးနဲ့ဟာအဲ့တိုးအိမ်နဲ့တင်ပေးလိုက်ရင်အိမ်ကရမ်းသွားအောင်မတရား။ကျွန်တော်တို့ဒီညာဘက်လက်မောင်းဒီခုဘယ်ဘက်လက်မောင်းကျွန်တော်ခုချိန်ကြီးကိုင်နေ။မောင်းမကျွန်တော်ရဟက်အိမ်ရမ်းတာကျွန်တော်တစ်ဖက်တည်းနဲ့ခိုးပြီးတော့အခုသိပါတယ်ကျွန်တော်လိုက်ဝိုင်းတစ်ဖက်တည်းနဲ့ခိုးပြီးတော့ကျွန်တော်လိုက်သွားတယ်ပြစ်ကြတာအဲ့ဟိုကလည်းရိုက်တာခေါင်းကုန်းလေးရိုက်တာလက်ညာဘက်လက်မောင်းရိုက်ဟိုနာနေတော့
ကျွန်တော်ရဲတိုင်ထောင်လိုက်တယ်ရဲတိုင်ထောင်ကအပေါ်ကနေစီးပြုတ်ကြတယ်ခေါင်းတွေပါကွဲသွားတာပဲရှိတယ်အဲ့တက်ပြောမလို့အလုံးမှာပေါ့ရှာသွားတာပေါ့စားတာအဲ့ဒါကြီးတော့ရှိတယ်ကျွန်တော်တို့စတီးကျုပ်နဲ့ပါပြီးတော့ဂန်ကုန်းနဲ့ရိုက်ခံမှုတယ်ဒီနန်ရိုးတွေပါအောင့်သွားတယ်စေးကန်တွေပါတက်ရောက်ဘူးတယ်ညနေမလဲခင်ကနေစတော့ကျွန်တော်ပြောပြမယ်မနေ့ပိုင်းလို့ तू ကအကုန်လုံးအိတ်တယ်12နာရီထိုးထပြီ12နာရီထိုးထ3နာရီထိုးလို့ကျွန်တော်သွားပြီငူရီတွေကြက်တယ်အဲ့လာဝိုင်းတွေကြက်တယ်ကျဲတွေကြက်တယ်ဖွင့်ကြောင်တာပေါ့ချောတဲ့အိမ်တွေကြတော့အပေါ်ကိုလှန်တင်ပေးရတာလှန်နေပြီးတော့အဲ့ဆော်အိမ်နဲ့အများကြီးစကားပြောရတယ်လေဘယ်အဲ့လိုမျိုးရှိလာတာ9000ရတယ်ဒါပေမဲ့မုတ်ဖိုးပေးတာနဲ့ပါနဲ့တို့ဒီအပွဲမှာကိုပြောတာနော်ဒီပွဲမှာကိုကျွန်တော်မုတ်ဖိုးပေးတာပါညာနဲ့တို့နော်မုတ်ဖိုးတညကိုမပေးဘူးတို့2000 3000လောက်တော့ပေးပါရှင်ရှိတဲ့လူနဲ့အဆင်ပြေအောင်လုပ်ရမယ်တို့နော်ကိုကြီးကဒီလိုပဲတယောက်နဲ့တယောက်ညှိတာပေါ့ညှိတယ်ကသူတို့ဘက်ကတင်းတယ်တို့ကိုဘက်ကရှော့ပြီးအဲ့လိုမျိုးနည်းနည်းပါးပါးရှော့ပြီးရလူအလားအောင်လုပ်ရမယ်တို့နော်ကိုကဒါပဲလူမှမူတည်တာပေါ့သူ့မှာလူဦးရေဘယ်လောက်ရှိလဲနှက်ကြည့်လိုက်လူဦးရေဘယ်လောက်ရှိလဲတို့တော့သူလူဦးရေတိတ်ပြီးမရှိဘူးဒါပေမဲ့သူစီးကျင်တဲ့လူကြတော့လာတာပေါ့ကိုမစီးကျင်တဲ့လူကြတော့မလာဘူးအဲ့လိုရှိတယ်ကိုလည်းလှမ်းခေါ်လို့မရဘူးလေလှမ်းတော့ခေါ်တယ်4ယောက်လို့တခါကျရင်အိတ်တဲမှာ4ယောက်စီးရတာဟုတ်4ယောက်နဲ့လှမ်းခေါ်တယ်ဒါပေမဲ့ तू ကမစီးရင်လည်းလူကြတော့မလာဘူးစီးရင်လည်းလူကြတော့လည်းဒါရောက်တယ်အဲ့လိုတင်းကျင်တယ်တို့ရင်ခုဘက်မှာနံပါတ်1ကနေပြီးတော့ကျွန်တော်2ထိချပေးတယ်။အမှန်တကယ်တော်တော်ရေးကြီးပါတယ်တူတဲ့အိမ်ကိုကျွန်တော်8ထိချပေးတယ်။အဲ့ဒီဘက်မှာကျွန်တော်မေ့ပြီးတော့ပကုံးနဲ့ထမ်းထားပေးတာ။ထမ်းထားပြီးသူတို့ဘာလို့ဆင်းသွား။အမှန်တကယ်သူတို့ဆင်းနေတာတို့တောင်းတော့ပေးမဆင်းလိုက်ဘူး။ဘာလို့လဲကြောက်။သူတို့တယောက်တွက်နဲ့ကျန်တဲ့လူအန်ရီယယ်ပြုတ်သွားမှကြောက်လို့အဲ့လိုမျိုးတွေရှိပါ။ဘာသူတို့အိမ်ကဆင်းသွားပြီ။ဆင်းသွားပြီလို့ကျွန်တော်တို့ကျန်တဲ့အိမ်ကအကုန်လုံးရမ်းထွက်သွားပြီ။တိမ်ပေါ့သွားပြီလေ။ရမ်းသွားပြီတိမ်မှာကျွန်တော်တစ်ဖက်တည်းနဲ့လိုက်ပါဘူးကကိုလိုက်တဲ့ဘက်ကတန်တဲ့ဘက်ကောင်းကောင်းပြောတယ်မတန်တဲ့ဘက်တို့ရင်အကုန်လုံးလှည့်တဲ့လူပါလားဖြစ်နိုင်မယ်ဆိုရင်ဒါနဲ့မမီတဲ့ပန်းကိုလှမ်းတော့ခူးတာတော့မဟုတ်ဘူးငယ်တွေကဖြစ်ချင်တယ်တော့ကျွန်တော်အဆူတော်ဖြစ်ချင်တယ်ဇက်ထဲမှာအဆူတော်ကျွန်တော်လှုပ်ချင်တယ်ကြိုက်ဆုံးမင်းသားဇက်တို့ရင်ကျွန်တော်ဖိုးချစ်တို့ပါလို့ကြိုက်တယ်ဟုတ်ကဲ့အတန်ကောင်းလို့မဟုတ်ဘူးစီတိုးကောင်းတယ်ဇက်ကြတော့လေသူကตายရတယ်လှပအဲ့လိုမျိုးလေးပေါ့ဒီလုံးကိုလုံငန်းတော့ဘယ်တော့မှအသက်လုံးသားမရှိဘူးမပေါ်ဘူးတော့မဆိုလူပြက်မယ်ဘာဖြစ်လို့လဲဆက်လက်ကွက်လောကဆိုတာဟောတယ်မှာလမ်းဘေးမှာလမ်းဘေးမှာစားတယ်ကျွန်တော်တော့တော်တော်ဝါသနာပါလုံးလို့ကျွန်တော်လိုက်တာကျွန်တော်မိဘတွေဆိုကျွန်တော်မထည့်ပါဘူးကျွန်တော်ခိုးပြီးလိုက်တာပါ